တာသနာနဲ့ပတ်သက်ပြီးတော့စာတွေ့နဲ့လက်တွေ့ဘလောက်ကွာခြားမှုရှိတယ်လဲဆိုတဲ့အရာကိုအနေငယ်မျှဝေချင်တယ်တကယ်တော့ကျွန်တော်တာသနာဆိုတာကစာတွေ့မှာအရန်လွယ်တယောင်ရှိတယ်ဘာလို့လဲဆိုတော့တာသနာပြုရှင်းဆိုင်ရာရေးတဲ့တာသနာပြုဆရာတော်တော်များများကောနော်တာသနာပြုဆရာတွေအထုပ်ပတိတွေကျွန်တော်ဖတ်ကြည့်တဲ့အခါမှာသူတို့ကကိုတာသနာပြုတဲ့အရာတွေကိုအောင်မြင်မှစာရေးကြတဲ့သူတွေရှိတယ်နောက်ပြီးတော့ခုံပြန်ကြော်လွှားပြီးတော့ဘယ်လိုပြောမလဲတာသနာပြုခဲ့တဲ့အရာတွေကိုခြုံငုံပြီးတော့ပဲရေးကြတဲ့စာတွေများတာဖြစ်တယ်ဆိုတော့ဒီစာတွေကိုဖတ်ကြည့်လိုက်တဲ့အခါမှာတာသနာပြုဆိုတော့ကဒီလိုလုံးလိုက်ရင်တော့အောင်မြင်မဲ့ဘာညာကျွန်တော်တို့ထင်ကြပေမဲ့လက်တွေ့ဘဝမှာတော့အဲ့လိုမဟုတ်ပါဘူးတာသနာပြုတယ်ဆိုတာကနေ့ရက်စဉ်တိုင်းစက္ကန့်တိုင်းမှာအခက်အခဲတွေရှိတယ်အဲ့ဒီအရာတွေကိုကြော်ဖြတ်ရတယ်နောက်ပြီးတော့တယောက်နဲ့တယောက်တာသနာပြုတဲ့အရာတွေမတူဘူးဆိုတော့တခြားနိုင်ငံမှာတာသနာပြုတဲ့ဆရာတွေရဲ့အခက်အခဲသူတို့ကြုံတွေ့ခဲ့ရတယ်သူတို့ရဲ့ရေခံဒီအခုကျွန်တော်လက်ရှိလှုပ်ဆောင်နေတဲ့တာသနာနဲ့ကွာခြားတယ်လုံးဝကိုကွာခြားတာဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်လည်းတာသနာပြုဆရာတယောက်ဖြစ်တယ်တာသနာပြုနေတဲ့အမှုတော်ဆောင်တယောက်ဖြစ်တယ်ကျွန်တော်ရဲ့တာသနာကတနိုင်းမှာဖြစ်တယ်ဒီဟာကကြုံကြိုက်လို့ပြောပြတာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့တနိုင်းတာသနာကိုလည်းလာလေဖို့ဖိတ်ခေါ်တယ်ဆိုတော့တနိုင်းတာသနာရဲ့ရေခံနဲ့ဒီတလန်းယိုးမြေခံမတူသလိုကျွန်တော်အိန္ဒိယပြည်ကရိုးရရင်ကျဲမှုနဲ့ရေခံမတူဘူးတရုတ်ပြည်မှာတော့ပြုတဲ့ဆရာတွေရဲ့ရိုးရရင်ကျဲမှုဘာညာမတူဘူးဒါကြောင့်တာသနာပြုတဲ့အခါမှာဒီစာနဲ့တွားလို့မရဘူးတာသနာပြုတဲ့ဆရာတွေရဲ့စာအုပ်စာပေနဲ့တွားလို့မရဘူးကောက်ယူလို့ရတယ်အာတာချက်တွေသူတို့လှုပ်ဆောင်နေတဲ့အရာတွေကိုကျွန်တော်တို့ကြည့်ပြီးတော့ဘယ်လိုပြောပညာယူလို့ရပေမဲ့ကျွန်တော်လက်တွေ့ဘဝအတွက်တော့ဒီစာတွေကတိတ်အသုံးမဝင်ဘူးဆိုတော့ကျွန်တော်အခုတာသနာပြုတဲ့နေရာမှာကဘာကအရေးကြီးတယ်လဲဆိုရင်နံပါတ်1ကဖျားဆိုတဲ့နေရာမှာလုံးဝဖျားကိုပဲကျွန်တော်ယုံကြည်ခြင်းအားကြီးပြီးတော့တကယ်သူ့ကိုဖက်တွယ်ပြီးတော့တွားမှာပဲဒီတာသနာကအောင်မြင်မှာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်မြင်မိတယ်အကြံပေးခြင်းနဲ့ခွန်အားပေးခြင်းနဲ့အခုကျွန်တော်တာသနာပြုတဲ့နေရာမှာလဲအတင်းသူအတင်းသားအင်အားမရှိဘူးအတင်းသူအတင်းသားအင်အားမရှိတဲ့အခါမှာကျွန်တော်အားကိုးရမယ့်သူလည်းမရှိဘူးမရှိတဲ့အခါမှာဘသူကိုပဲပူအားကိုးဖြစ်တယ်လဲဆိုရင်ဖះကိုပဲပူပြီးတော့အားကိုးဖြစ်တယ်သူကိုပဲအားကိုးပြီးတော့ပဲလှုပ်ဆောင်နေတာဖြစ်ပါတယ်ဒီအရာနဲ့တွားတဲ့အခါမှာအခက်အခဲတွေတော့ရှိပေမဲ့အောင်မြင်ကျော်လွှားနိုင်တဲ့ခွန်အားနဲ့တကူကသူပေးနေတာဖြစ်တယ်ကျွန်တော်ရဲ့မိသားစုထဲမှာကျွန်တော်ရဲ့တာသနာမှာနေ့ရက်တိုင်းအတွက်အချိန်တိုင်းအတွက်လိုအပ်တဲ့ငွေကြေးစာဝတ်နေရေးလူမှုရေးကအစဘသူပေးနေတယ်လဲဆိုရင်ဖះပဲပေးနေတာဖြစ်တယ်အရာတိုင်းမှာဖះကိုပဲအနံပါဖះကိုပဲအားကိုးပါဖះနဲ့ကိုအားကိုးပါလူတွေကိုအားကိုးခြင်းထက်ဖះကတော့ automatic number 1ပါပဲကိုအားကိုးပါကိုဘယ်လိုလုပ်မယ်ဆိုပြီးတော့ကျွန်တော်အများအားကိုအားကိုးပြီးတော့တွားပါလူကိုအကူအညီလူရဲ့အကူအညီကိုမရချင်နဲ့မတောင်းနဲ့လူတွေကိုအားမကိုးပါနဲ့ကျွန်တော်ရဲ့ဘယ်လိုပြောမျက်စိအထဲမှာမြင်နေရတဲ့အဆင်ပြေတဲ့သူတွေကိုတွားမမျောကိုနဲ့သူတို့ဘာမှမလုပ်ပေးနိုင်ဘူးတေချာပေါက်ဘာမှမလုပ်ပေးနိုင်ဘူးဖះကိုအားကိုးပြီးတွားတဲ့အခါမှာဖះကမမျောလင့်တဲ့လူတွေနဲ့အလုပ်လုပ်တယ်ဖះကသူ့ရဲ့အကြံအစီနဲ့ပဲသူကအလုပ်လုပ်တယ်အဲ့မှာလူရဲ့အကြံအစီတွတ်ထည့်လိုက်ပြီဆိုရင်ဒီတသနာကဖះအလုပ်လုပ်ဆောင်မှုကမိန်သွားလိမ့်မယ်ဖះရဲ့အလုပ်လုပ်မှုကယော့သွားလိမ့်မယ်ဒါကြောင့်ဒီတသနာကဖះပိုင်တဲ့အတွက်နံပါတ်1ဖះကိုပဲဦးစားပေးပြီးတော့ဖះနဲ့ပဲဖက်သွယ်ပြီးသွားပါတော့ဝိညာဉ်ရထဲမှာအရန်ရှင်းချက်ဖို့လိုတယ်ယုံကြည်ခြင်းမှာအရန်အားကြီးဖို့လိုတယ်ကျွန်တော်တို့ဒီတိုင်းအတင်းသူအတင်းသားရှိတဲ့နေရာမှာစက်ကပ်တာနဲ့အတသနာကလုံးဝမတူဘူး
သာသနာပြုခြင်းဆိုတာစာမှာပဲလွယ်တယ်စာတင်ရတာလွယ်တယ်စာဖတ်ရတာလွယ်တရားရှိတယ်သူတို့ရဲ့ဖြစ်နေတဲ့အရာနဲ့ယခုကျွန်တော်လက်ရှိသာသနာပြုတဲ့အခါမှာဖြစ်နေတဲ့အရာမတူဘူးရေခံရင်မြေခံမတူဘူးသူတို့ရဲ့ဖះကိုအချိန်ယူခြင်းနဲ့ဒီသာသနာမှာဘလောက်ယူရမလဲဆိုတဲ့အရာလည်းမတူဘူးဖြစ်တဲ့အတွက်စာဆိုတာကအကြံပြုတာပဲရှိတယ်နီလန်ပေးတာပဲရှိတယ်လက်တွေ့ဘဝမှာသာသနာပြုမယ်ဆိုရင်ယုံကြည်ခြင်းအားကြီးရမယ်ဖះကိုအားကိုးပြီးတွားရမယ်ဒီကရေခံမြေခံဒီကနီလန်ဒီကဘယ်လိုပြောမလဲအကြောင်းအရာကိုပို့ပြီးနားလေအောင်ဖះစီမှာကျွန်တော်ဆုတောင်းပြီးတော့အဖြေရှာပြီးတော့တွားရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်နဲ့ကျွန်တော်ရဲ့လက်ရှိသာသနာပြုနေတဲ့အကြောင်းအရင်းနဲ့အတူတော့ကျွန်တော်တို့ကျမ်းစာကျောင်းမှာတက်ခဲ့တဲ့အခါလေ့လာတဲ့အရာနဲ့လုံးဝကွာခြားလာတယ်ဆိုတဲ့အကြောင်းကိုအနေငယ်မျှဝေလိုခြင်းပဲဖြစ်ပါတယ်အရေးကြီးဆုံးကခဏပြောသလိုယုံကြည်ခြင်းအားကြီးဖို့ဖះကိုပဲအားကိုးတတ်ဖို့ဖြစ်ပါတယ်ဆိုတဲ့အရာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်